Hello အားလုံးပဲမင်္ဂလာပါရှင်ဟိုတနေ့ကတော့ဂုတ်ကြီးပေါင်းအတွက်လေးကျင်ကန်တချို့တဝက်ကိုပြောပြခဲ့တယ်အဲ့ဒါကလှုပ်တဲ့လေးကျင်ကန်ရဲ့တဝက်ပဲဖြစ်ပါသေးတယ်เนาะကျွန်မပြပေးမယ်ဒီမှာဂုတ်ကြီးပေါင်းဆိုရင်ဟိုတနေ့ကပြခဲ့တာကဒီနေရာလေးအတွက်ပဲကျွန်မတို့လှုပ်သွားတာဒီလိုခေါင်းလေးကျင်ကန်ဆိုတာကအခုဒီနေ့လှုပ်ရမှာကြတော့ဒီနေရာတွေအတွက်เนาะဒီနေရာတွေဓာတ်တွေပါမယ်ဒီရဲ့အကျော်ကဓာတ်တွေကိုပါလာမယ်အမားတို့ဟိုတနေ့ကလှုပ်သွားတာကဒီနေရာလေးအတွက်လှုပ်တာတော့တော်တော်နေလို့ကောင်းတယ်ဆိုရင်ဒီနေရာလေးအတွက်ကိုပါဒီလိုလေးပေါ့ဒီဇုံပေါ့နော်ဒီဇုံလေးတစ်ခုလုံးပြေလျှော့သွားအောင်လုပ်ရမယ်ယောဂလေးကျင့်ခန်းလေးကိုလာပြီးတော့မှမျှဝေမှာဖြစ်ပါတယ်အလုံးမအားတဲ့သူတွေကဟိုတနေ့ကပြထားတဲ့အဓိကနေရာလေးကိုပဲလုပ်အလုံးအားတဲ့သူတွေကဒီနေရာလေးကိုဟိုတနေ့ကပြတဲ့နေရာလေးကိုနှစ်ခုလုံးတွဲလို့ကဲအဲ့ဒါဆိုရင်ကျမတို့အချိန်မကြာခြင်းလို့လေးကျင့်ခန်းလေးကိုစလိုက်မယ်လေးကျင့်ခန်းလေးကိုစမယ်ဆိုရင်တော့ထုံးစံတိုင်းပဲကျမပြောသလိုတက်တောင့်တက်တာလေးထိုင်ပေါ့နော်ကို့ဒူးကောင်းကအဆင်ပြေမဲ့အနေထားလေးတက်တောင့်တက်တာလေးကိုထိုင်ပါဒီနေ့လေးကျင့်ရမယ်လေးကျင့်ခန်းကဒီနေရာတွေပေါ့နော်ဒီလိုနေရာတွေအဲ့လိုနေရာတွေအတွက်လေ့ကျင့်ပါပါဒါပေမဲ့ဘလို့လေ့ကျင့်ခန်းကိုပဲစပထမဦးဆုံးလုပ်ရမှာကကျမတို့လက်ကိုဒီလိုတစုံမြောက်တာနေပဲစမယ်နော်ရှုသွင်းရှုထုတ်စမယ်နော်နေသုံးလေးငါး6ခု10 ဆိုတာနဲ့လက်ကလေးကိုအောက်ကိုချလိုက်ပါမယ်ပြီးရင်အနောက်ကိုထောက်ပြီးတော့မေးကိုတစုံမောချလိုက်ပါရှုသွင်းရှုထုတ်လေးလုပ်မယ်1 2 3 4 5 6 7 8 9 10ပြီးတာနဲ့ဖြည်းဖြည်းလေးပြန်ထားလာမယ်လက်ကိုအရှိကိုစမ်းနိုင်တဲ့လောက်စမ်းပြီးတော့မှအကျိုးလေးကိုလျှော့ပါမယ်ရှုသွင်းရှုထုတ်1 2 3 4 5 6 7 8 9 10โอเคဒီအဆင့်လေးရကြတော့လေးကျင့်ခန်းဒီဂုတ်လေးကျင့်ခန်းစတိုင်းမှာလောက်ရမှာပေါ့နော်အခုမနေ့ကခေါင်းပိုင်းဆိုင်ရာလေးကျင့်ခန်းပြီးသွားပြီဆိုတော့ဒီနေ့မှာကျွန်မကဒီလက်ပြင်စုံပေါ့နော်အဲ့တော့နောက်ကျောတစ်ကျောလုံးနောက်ကျောဒီလိုလာတဲ့အကျောတစ်ကျောလုံးပြေသွားမယ်လေးကျင့်ခန်းပေါ့နော်အဲ့ဒါလေးကဘာလဲဆိုရင်ပထမဦးဆုံးလက်လေးကိုဒီလိုပခုံးပေါ်တင်လိုက်နော်ပခုံးပေါ်တင်လိုက်ပခုံးနဲ့လက်နဲ့ကဒီလိုတဒန်းတည်းရှိနေမယ်နော်ပခုံးနဲ့လက်နဲ့တဒန်းတည်းရှိနေမယ်လေးရှုမယ်ထုံမယ်ဒီနေ3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
6 9 10 9 10 11 15ချိန်မှာအဲ့ဒီ15ချိန်ပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးတင်မယ်ဒီလိုမျိုးလေးတင်ပြီးတော့ဒီလိုမျိုး15ချိန်လုပ်မယ်နော်ဒီလိုတင်တဲ့ချိန်မှာလေးရှုမယ်ဒီလိုဖြန့်ရင်ရှုထုတ်မယ်ရှုသွင်းရှုထုတ်တစ်နော်အဲ့လိုမျိုးသွားမယ်โอเคစပါမယ်ဒီနီ3 15ချိန်ပြီးသွားပြီဆိုရင်နောက်ထပ်တစ်ချိန်ကဒီလိုလာမယ်เนาะဒီလိုမှာလက်ဝါးလေးဖြန့်ပြီးတော့မှတင်တယ်ပြန်ဆင်းရင်လက်ဝါးမှောက်ပြီးတော့ပခုံးနဲ့တဒန်းနဲ့ဆင်းမယ်လက်ဝါးဖြန့်ပြီးတင်မယ်လက်ဝါးလေးမှောက်ပြီးတော့ပခုံးနဲ့တဒန်းနဲ့ဆင်းမယ်ဒီလိုတင်ပြီးတော့ဒီလိုချတော့မှနံပါတ်1ပါ
ရှုသွင်းမယ်ရှုထုတ်မယ်နံပါတ်1ပါရှင်15ချိန်လုပ်မယ်နော်ဒီ4ချိန်ကန်းလေးတွေကိုလုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကမနာလိုက်ဘူးနော်ဇက်တိုက်လုပ်သွားပါမယ်အဲ့ဒါမှပို့ပြီးတော့မှထိရောက်မယ်တကယ်လို့ဘလို့မှမခံနိုင်ဘူးဆိုရင်တော့ခဏနားပါနော်ကဲစမယ်ဒီနေ15ချိန်နော်လက်ကိုလုံးဝမထလိုက်နဲ့လက်တွေကဒီအကျော်ဒီစုံကြီးကလုံးဝကိုတင်းပြီးတော့မှနာနေလိမ့်မယ်နော်နာနေလိမ့်မယ်အဲ့ဒါလေးကိုတောက်ပြီးတော့မှခံထားပါအဲ့ဒါပြီးပြီဆိုရင်ဒီလိုအရှိမလက်ခုပ်လာတီးမယ်ပြီးရင်အနောက်ကိုလက်ခုပ်ကိုနိုင်တဲ့လောက်ပေါ့နော်ကိုအတန်မြင်ရင်လည်းပိုကောင်းတယ်နိုင်တဲ့လောက်လွှဲမှာ1 2 3 4နော်ကဲအတိုင်းလေးသွားပါမယ်ကဲစမယ်မထိဘူးဆိုရင်လည်းရတယ်နော်အနောက်မှာလာမထိဘူးဆိုရင်လည်းရတယ်နော်ကဲစမယ်1 2 3 4 5 6 โอเค15ချိန်အဲ့ဒီ15ချိန်ပြီးသွားပြီဆိုရင်လက်ကိုဒီလိုပြန်တင်လိုက်မယ်တင်ပြီးလို့ရှိရင်ဒီလိုမျိုးတထောင်စင်းနဲ့တထောင်စင်းကိုဒီလိုမျိုးလေးထိထားမယ်နော်ထိပြီးတော့မှလွှဲပါမယ်ဒီလိုမျိုးဝိုက်မယ်ရှေ့ကနေဝိုက်မယ်နော်ဒီလိုပူးနေတဲ့အချိန်မှာအသက်ရှူမယ်ဒီမှာနော်ရှူသွင်းမယ်ရှူထုံးမယ်1နော်အဲ့ရှူသွင်းရှူထုံးလေးကိုမှတ်ပြီးတော့15ချိန်စလုပ်ပါမယ်ဒီနေ3 4 5 6 ငါနော်အဲ့ဒါပြီးပြီဆိုရင်ဒီလိုမျိုးလေးပြန်ဝိုက်မယ်ခုနဝိုက်ထားတာကဒီလိုအရှိရနေဝိုက်တယ်အခုကနောက်ကနေဒီလိုပြန်ဝိုက်မယ်15ချိန်နော်ကဲစပါမယ်ဒီနေ3 4 5 6 အဲ့ဒါလေးက15ချိန်ပြည့်သွားပြီ15ချိန်ပြည့်သွားပြီဆိုရင်နောက်ထပ်တစ်မျိုးလုပ်မယ်နောက်ထပ်တစ်မျိုးကကြတော့အကျော်တွေကိုရှော့ချပြစ်မှာဒီလက်လေးကဒီမှာလာကိုက်မယ်နောက်လှည့်ပြီးပြပေးမယ်နော်နောက်ထပ်တစ်မျိုးကခုဒီလိုနေရာကနေလက်လေးကိုဒီမှာဒီလိုလေးလာကိုက်မယ်ပြီးပြီဆိုရင်ဒီဘက်လက်လေးကနေပြီးတော့ဒီလိုလေးကိုမိအောင်ကိုက်မယ်နော်မမိသေးဘူးဆိုရင်နောက်ကျရင်တဖြည်းဖြည်းချင်းမိအောင်လုပ်ပေါ့နော်မမိသေးတဲ့သူကဒီလိုဖြစ်နေလိမ့်မယ်နော်ရတယ်အဲ့ဒါလည်းအဲ့ဒီအတိုင်းလေးပဲလုပ်ထားတဖြည်းဖြည်းနဲ့ဒီလိုမှီသွားလိမ့်မယ်လုပ်ပါများရင်မှီသွားလိမ့်မယ်နော်အဲ့လိုလေးကင်မယ်ကင်ပြီးပြီဆိုရင်ဒီအပေါ်လက်ဘက်ကိုဒီလိုလှည့်ကြည့်လိုက်အဲ့ဒါလေးကိုမှအသက်ရှူသွင်းရှူထုတ်15ချိန်လောက်ငြိမ်ပြီးတော့နေမယ်နော်ဒီနေ14 15
အဲ့ဒါပြီးရင်နောက်တစ်ဖက်ကိုပြန်ပြောင်းမယ်ဒီလက်ကဒီလိုလာမယ်ဒီလက်ကဒီလိုလာယူမယ်เนาะအဲ့ဒါလေးကိုမှီအောင်ချိတ်လိုက်ပေါ့မမှီသေးရင်လည်းရသလောက်လေးပေါ့เนาะပြီးရင်ထောင်ထားတဲ့လက်ဘက်ကနေကိုလှည့်ကြည့်မယ်ရှူသွင်းရှူထုတ်15ချိန်လုပ်မှာเนาะဒီနီ3 4 5 15ချိန်ပြီးသွားရင်ဖြည်းဖြည်းလေးချမယ်ကဲလောရတာအဆင်ပြေရလားမသိဘူးเนาะနောက်ထပ်တစ်မျိုးလေးသွားမယ်နောက်ထပ်တစ်မျိုးကကြတော့လက်ကိုဒီလိုမျိုးအနောက်မှာရှက်လိုက်တာเนาะပတ်တာရှက်လိုက်တာဒီလိုလေးပေါ့เนาะဒီလိုလေးကိုနောက်ကိုပို့လိုက်တာလက်ကိုအဲ့လိုရှက်မယ်ရှက်ပြီးသွားပြီဆိုရင်ဒီမှာအဲ့လိုလှဲ့တဲ့အခါမှာခါးရဲ့အစီပါကြကျင်တယ်ခါးကြောတွေလာပြီเนาะအခုပြတာခါးနာတာတွေမပါသေးဘူးเนาะဒီနေ့ကဒီတစ်ပိုင်းဟိုတနေ့ကနဲ့ဒီနေ့နဲ့ပြသွားတာကဒီတစ်ပိုင်းပေါ့ဒီအပေါ်တစ်ပိုင်းအဲ့အပေါ်တစ်ပိုင်းမှာဒီလိုလှဲ့ရင်ဒီကြောရိုးတစ်ချောင်းဒီကြောရိုးတစ်ချောင်းဒီပါတင်းလာမယ်เนาะအဲ့ဒီတင်းမှုလေးတွေကိုခံစားပြီးတော့လုပ်မယ်ရှူသွင်းရှူထုတ်ကိုမှတ်မယ်เนาะကဲစမယ်เนาะဒီလိုလေးလှုပ်ထားပြီးတော့မှဒီလိုလှည့်မယ်30လုံးမယ်เนาะတစ်ဖက်ကို15က30လုံးမယ်โอเคစမယ်ဒီနီ30ပြည့်သွားပြီဆိုရင်ပြည့်တဲ့နေရာမှာပဲခဏလေး2စက္ကန့်လောက်နေမယ်เนาะအဲ့တော့ရှူသွင်းရှူထုတ်9ချိန်လောက်လုပ်မယ်ပေါ့เนาะโอเคဒီလိုလေးငြိမ်လိုက်တင်းနေအောင်လုပ်ပြီးတော့ငြိမ်မယ်เนาะနောက်တစ်ဖက်ကိုပြောင်းမယ်တင်းနေအောင်လုပ်ပြီးတော့ငြိမ်နေမယ်ဒီနေ့အတွက်ဒီပခုံးကြောလေးတွေပြေဖို့အတွက်ဒီလောက်လေးလှုပ်တယ်ဆိုလို့ရှိရင်ကိုကျမတို့ရဲ့ဒီပခုံးကြောလေးတွေကတော်တော်လေးပြေနေပါပြီအဲ့တော့အရင်ရက်ကပြထားတဲ့ခေါင်းလေးကျင့်ခန်းရဲ့ဒီနေ့ပြတဲ့ပခုံးလေးကျင့်ခန်းရဲ့အဲ့နှစ်ခုကိုပေါင်းပြီးတော့မှအမြဲတမ်းလေးကျင့်သွားမယ်ဘဝတသက်တာလုံးလေးကျင့်သွားမယ်ဆိုလို့ရှိရင်ကြီးပေါင်းယောဂဝေဒနာကလုံးဝနေခဲ့တော့ငါသွားပြီဆိုပြီးတော့မှတက်တာပြသွားမှာဖြစ်ပါတယ်တကယ်လို့ကိုကဟိုတနေ့ကပြသွားတဲ့ခေါင်းလေးကျင့်ခန်းဗီဒီယိုနဲ့အခုဒီနေ့ပြတဲ့ဒီပခုံးတွေလေးကျင့်ခန်းပေါ့နော်အဲ့ဒါကိုနှစ်ခုလုံးကိုတစ်ရက်တည်းမလုပ်နိုင်ဘူးဆိုလို့ရှိရင်3ရက်ကိုတစ်မျိုးလုပ်ပါ3ရက်ကိုတစ်မျိုးလုပ်သွား3ရက်တစ်မျိုး3ရက်တစ်မျိုးလုပ်သွားရင်6ရက်ပြည့်တဲ့ခါမှာ2မျိုးလုံးရသွားမယ်တကယ်လို့ကိုကအားနေတယ်ကိုအတွက်လည်းအချိန်ရတယ်ဆိုရင်အဲ့ဒီဗီဒီယိုနှစ်ခုလုံးကိုတစ်ရက်တည်းနဲ့လုပ်မိနစ်40လောက်ပဲပြရမှာအဲ့ဒါဆိုရင်လုံးဝဒီအပေါ်ပိုင်းတွေမှာပေါ့ပါပြီးတော့မှကျန်းမာတဲ့သူဖြစ်သွားမယ်နောက်ရက်ကျရင်ခါအပိုင်းတွေလာမယ်တင်အပိုင်းတွေ
ဒူးအပိုင်းတွေခြေချင်းဝင်အပိုင်းတွေတဖြည်းဖြည်းချင်းဗီဒီယိုလေးတွေလာလုပ်ပြီးတော့မှာမို့လို့ကျမရဲ့ဒီ channel လေးကိုလည်း subscribe လုပ်သွားပေးပါဗီဒီယိုတွေတင်တိုင်းတက်လာစေဖို့ဆိုလို့ရှိရင်ဘေးနာခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါရှင်เนาะကဲအဲ့ဒါဆိုရင်ဒီနေ့လေ့ကျင့်ခန်းကတော့ဒီလောက်ပါပဲလေ့ကျင့်ခန်းတွေဘာပဲလုပ်ပြီးနောက်ဆုံးမှာဖြည့်တဲ့အကွက်ကိုပြန်လာရမယ်เนาะဘယ်လေ့ကျင့်ခန်းပဲလုပ်လို့နောက်ဆုံးမှာဖြည့်ပေးရမယ်အဲ့ဖြည့်မဲ့အကွက်ကလေးကိုကျမတို့သွားပါမယ်ဆိုလို့ရှိရင်တော့လုံးဝအကျော်တွေရော့သွားပါလိမ့်မယ်เนาะနောက်ရကြလို့ရှိရင်ဒီခါးကြီးပေါင်းအတွက်ခါးကြောတွေပါတတ်တာစီမဲ့လေ့ကျင့်ခန်းလေးလာပြပေးပါမယ်နမူနာလေးကတော့ဒီလိုလေးတွေပေါ့အဲ့လေးတွေဆိုလို့ရှိရင်ခါးကြောလေးအရန်နေလို့ကောင်းတယ်နောက်နေ့ကျရင်အဲ့ဒီခါးကြောအတွက်လေ့ကျင့်ခန်းလေးတွေခါးကြီးပေါင်းအတွက်လေ့ကျင့်ခန်းလေးကိုပြီးတော့မှမျှဝေပေးပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်